အခုကကျွန်တော်ကြိုက်စီကိုဖះကိုမိုးရင်းလာရောက်ဖုံးမြော်တာဖြစ်ပါတယ်ခင်ဗျာရာသီဥတုအခြေအနေနဲ့ဖះကဘယ်လောက်ထိတက်ပယ်နေလဲဆိုတာကျွန်တော်တစ်ချက်လိုက်ကြည့်ပေးပါဦးခင်ဗျာအခုကမနက်ခင်ဝီလီဝင်လဲမနက်9:00နာရီချိန်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့မိသားစုကြိုက်ထီကိုဖျားဖို့သွားတာဖြစ်ပါတယ်အခုကကြတော့ကျွန်တော်ဟိုဖျားကြီးနာပါနော်ဟိုအကျော်ဖျားကြီးနာမှာအခုဘိုက်စာလို့လက်ဖေးစင်းတောက်ပြီးတော့ဘိုးကြီးပါလေးစခဏနားနေပါပြီးရင်စက်တော့ပါကျွန်တော်တို့မနက်စာစားပြီးခီးဆက်လက်ထွက်ခွာပြီးလမ်းခုလက်တနေရာအရောက်မှာတော့ခုကကြတော့ကျွန်တော်မောင်းရတဲ့ညောင်းတော့နာလှနာလဲပါတွဲပူလင်းငယ်ဆင်းလို့ပါချပါတယ်တွဲပူလင်းငယ်ဆင်းလို့ပါပဲပြေးပြီအဲ့ဒါဒီဘက်လေးပါလက်ပြေးပြီးတော့လို့အပြီးချက်တီယိုတောင်ကြီးရဲ့ကမွန်စခန်းအရောက်မှာတော့ဒါကျွန်တော်တို့ကားထားတဲ့နေရာမှာကားထားခဲ့ပါပြီကားထားပါပြီတောင်တက်ကားလန်တစ်လျှောက်ကအရှုခင်းတွေကအသက်ရှူမလာအောင်အရန်ကိုလှပလွန်းနေတော့ကြောက်စိတ်ကအလိုလိုပျောက်မှမသိပျောက်သွားခဲ့ပါတယ်这个一般的，不တူတာလည်းမျိုးပိုးတူတော့ပိုးတုံးလုံးအောင်ကျွန်တော်ပြရပိုးတုံးလုံးပါခေါင်းကအချွန်နဲ့ပိုးတုံးလုံးအောင်ပြပါလေအဖြူလေးတွေပူလာနော်ကိုကိုဝိုင်းတယ်မင်းကအဲ့ထဲမှာဝိုင်းရဟိုရစိတ်ုံလုံးသားရည်ရကိုစားပြောနေချစ်ကြိုတိုင်းမရှိဘူးပြစီးလာရစီးပါဦးကိုခါနေတယ်အဲ့ဒီရန်စီအဲ့ဒီရန်စီကိုမှားလို့အဲ့ဒီကိုမွေးရောက်တယ်တော့ရမိုက်တယ်ရမိုက်ဒီကတော့ထပ်ပို့လိုက်ကနော်ဒါကတော့ထပ်ပို့လိုက်ဟိုသူ့ရန်စီချင်းစောင်းနေချိန်တော့ဒီရစီကိုလို့ရရတော့အဲ့ဆိုဒီလိုချင်းနေတယ်လက်စလောက်တော့အေးနေအရင်မအေးချက်ချီတောင်ပေါ်ရောက်ပါပြီကျွန်တော်အခုရေတော်မှာသွားနေတဲ့မိုးတွေကတောက်လျှောက်ရွာနေတာပါဒီကပြောက်သွားလုံးတယ်မမြင်ရတဲ့နေသားမှာကျွန်တော်မိလည်းပဲရောက်နေလည်းမသိပါဘူးဟိုကကြိုက်စီကိုစီဆိုတဲ့ကြည့်ကိုအနီးကပ်ဖုံးမြရတဲ့မြင်လို့ဖြစ်ပါတယ်ခင်ဗျာမိုးရတော့တော်တော်ရွာပါတယ်အဲဒီကူကလည်း share ပဲဟေ့မိုးတွေကပို့တောင်ရွာလာလို့ဒီဟာရွှေတင်ကန်ကတ်လှူတဲ့နေရာလားအလှူကန်ဌာနကိုသွားပြီးတော့အလှူကန်သွားထည့်အောင်ဖြစ်ပါတယ်လှူသွားပြီမှာပါရှင်းမှာတော့ဘာရင်းနဲ့တူတူဘူးကလည်းကြည့်လိုက်ဒါဆန္ဒရှင်ကြိုက်ဖြူးစီကမြို့ကြီးရဲ့အလှူကန်ဌာနမှာသွားပြီးတော့အလှူကန်သွားထည့်မှာဖြစ်ပါတယ်ဒါတော့အနေနဲ့မဆိုတော့လူတန်းမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပါတယ်အခုကကျွန်တော်ကြိုက်စီကိုဖះကိုမိုးရင်းလာရောက်ဖုံးမြော်တာဖြစ်ပါတယ်ခင်ဗျာရာသီဥတုအခြေအနေနဲ့ဖះကဘယ်လောက်ထိတက်ပယ်နေလဲဆိုတာကျွန်တော်တစ်ချက်လိုက်ကြည့်ပေးပါဦးခင်ဗျာဒီစားတဲ့ဆင်းအောင်ချော်လဲဦးမှာတော်တော်ပြည့်တော့
တော်လာဟာဒီနာတက်တာပြလိုက်နာခုကကျွန်တော်တောင်ပေါ်ကနေပြီးတော့ပြန်ဆင်းပါပြီတောင်ပေါ်ကနေပြန်ဆင်းပြီးတော့ကျွန်တော်တို့အောက်ကရေတကွန်လာဟိုစမ်းချောင်းလာရဲချောင်းမှာသွားပြီးတော့ခဏတစ်ဖြုတ်ပန်းဖြည့်နိုင်မှာဖြစ်ပါတယ်ခုကကျွန်တော်ပြန်ဆင်းမှုအတွက်ကားဂိတ်ကိုဆင်းနေပါပြီအခုကကရဲချောင်းရောက်ပါပြီကရဲချောင်းမှာလောတယ်ရင်းလုံးစားလိုက်ပါဦးမယ်ဟုတ်ကဲ့ဒါတော့ကရဲချောင်းမှာစားရတော့ကြတာပါနားယူပန်းဖြည့်ပြီးတဲ့အခါမှာတော့ကျွန်တော်တို့အိမ်ပြန်ခီးကိုပြန်လဲစတင်ခဲ့ပါတယ်ကျွန်တော်ရဲ့ blog လေးကိုစာဆုံးလိုက်ပါကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ